Hello မင်္ဂလာပါကျွန်တော်တော့ပါဒီမှာတော့ Brody ရဲ့ hero ကလုပ်ပြီးတော့ဖြစ်ပါတယ်ကဲတော့ဆိုစလိုက်ရအောင် Brody ရဲ့ passive ကတော့ basic 10 enemy ကို3တိုင်းလက်အားစုပြီးတော့ပြတ်မှာဖြစ်ပါတယ်လက်အားစုနေချေရွေးလို့ရရမယ်ပြစ်နေချင်းမှာတော့ရွေးလို့မရပါဘူးဒါပြင်လက်အားစုနေချေ skill တစ်ခုလုံး3တိုင်းမဆိုရင်လည်းလက်အားစုလည်းပြတ်သွားပါလိမ့်မယ် basic 10 enemy ကိုထိတိုင်းတိတက်မှ2စက္ကန့်ကြာ movement speed 30%ကိုလည်းရမှာဖြစ်ပါတယ်ဒါပြင် team နဲ့ enemy ကို8စက္ကန့်ကြာအမှတ်တစ်ခုပေးလိုက်ပြီးအများဆုံးအမှတ်4ခုထိပေးလို့ရမှာဖြစ်ပါတယ်အမှတ်တစ်ခုချင်းစီကအဲ enemy ပေါ်ကြောက်မဲ့ Brody ရဲ့ damage ကို 9% တိုးပြီး movement speed ကိုလည်း 9% ပိုရအောင်ဖြစ်ပါတယ် skill 1ကတော့ချိန်တိုင်းနေအောင်အလင်းနဲ့ပြစ်လိုက်ပြီး team နဲ့ enemy ကို1.2စက္ကန့်ကြာ 30% slow သွားပြီးအမှတ်တစ်ခုပေးလိုက်မှာဖြစ်ပါတယ်ဒါပေမဲ့ skill 1 hero အများကြီးကိုထိမိတော့နောက်မှထိတဲ့ enemy တွေကိုအပိုအမှတ်တစ်ခုပေးပြီးအများဆုံး4ခုထိပေးမှဖြစ်ပါတယ်ဒါလည်းမက enemy အပေါ်တက်ရောက်မဲ့ slow fat လည်းပိုတိုးလာပြီးအများဆုံး 45% ထိတိုးသွားအောင်ဖြစ်ပါတယ် skill 2ကတော့ချိန်တိုင်း enemy ကိုတထောင်နဲ့ပြေးတိုက်ပြီး 3.8စက္ကန့်ကြာ stand ထိပြီးအမှတ်တစ်ခုပေးလိုက်မှာဖြစ်ပါတယ်ပြရတဲ့ Brody ရဲ့ joystick ချိရပေကိုခိုးလိုက်ပြီး1.2စက္ကန့်ကြာ movement speed 45%ကိုလည်းရမှာဖြစ်ပါတယ်အာဒီမဲတော့ Elite အတွင်းမှာချိတဲ့ enemy အားလုံးကိုလင်းနဲ့ပြစ်လိုက်မှာဖြစ်ပါတယ်အမတ်ရှိနေတဲ့ enemy တွေကိုအမတ်အယူတဲ့အပိုလင်းနဲ့ထပ်ပြပြီး damage တော့ enemy ရဲ့ low HP 4%နဲ့ 10% ထိမှာဖြစ်ပါတယ်ဒါပြင်အာဒီမဲ3နှစ်ချီ Brody ကရွေးလို့ရမှာဖြစ်ပါတယ်ကစကေးကြောင့်ပြောပြီးဆိုတော့ထစ် trace ကိုသွားလိုက်အောင် Brody ရဲ့ passive အမှန် hero နဲ့ minion တွေပေါ်တက်ရောက်ပြီးမဲ့ crit ပေါ်တော့တက်ရောက်မှုမရှိပါဘူး enemy ကိုအမတ်ပေးလိုက်တဲ့ Brody အနောက်မှာ sway တစ်ခုပေါ်လာမှာဖြစ်ပါတယ်SWI အာဒီမဲ Elite ကိုပြတ်ပေးတာဖြစ်ပါတယ်ဒါပြင်ချုံလုံးကချီရဲ့ enemy ကို damage ထိသွားရင်လည်း SWI ပေါ်လာတာကြောင့်မလို့ချုပ်သေးနေရမှာလည်းသုံးလို့ရပါတယ် skill 2ကခုတ်တဲ့အချိန်နိုင်ရတဲ့ကိုဖောက်ပြီးသွားလို့ရရင်ပဲလိုပြီးသွားရင်တော့နိုင်ရတဲ့ကိုဖောက်လို့မရတော့ပါဘူးအဒီမေကိုအမက်လေးခုပြရနဲ့300ထဲ enemy တွင်းနေချိန်အမက်လေးတစ်ခုချိုံနဲ့3တာ damage ပိုထွက်တာကြောင့်မလို့ enemy တွင်းနေချိန်မှာ3တာပိုကောင်းပါတယ်ကဲထည့်ထွေးကြောက်ပြောပြီးဆိုတော့ item နဲ့ average စစ်သွားလိုက်အောင် item နဲ့ဒီရတဲ့နဲ့ကစားလို့ရပါတယ် average တော့ဒီပဲသူနဲ့ကစားလို့ရပါတယ်ဘယ် spread တော့ flag နဲ့ကစားတာပိုကောင်းပါတယ်ကဲဒီဗီဒီယိုတော့ဒီလောက်ပါပဲကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြပြန်တွေ့ကြမယ်ကောင်းဆုံးနေ့လေးပတ်စံနေကြပါစေNaga learn to say the day, yeah. Luga say no